ဖြစ်လာရင်ဘာနိုင်ကိုစီရှိတတ်ကြတယ်ဘာနိုင်ရောက်ဖို့ကြိုးစားရင်နဲ့ခြေကုံလက်ပန်းချအရှုံးပေးချင်ကြတယ်လူရဲ့လို့ဖြစ်လာရင်စိန်ခေါ်မှုကိုစီရှိတတ်ကြတယ်စိန်ခေါ်မှုများကိုအောင်မြင်သွားတဲ့သူရှိလို့ရှုံးပေးကြတဲ့သူတွေရှိတယ်ဘဝဆိုတာတိုက်ပွဲတစ်ခုပါအောင်မြင်အောင်တိုက်ခိုင်းနိုင်တဲ့စွမ်းမိမှရှိတာအစိုးများထက်ထက်ကြုံနေကောင်းဆုံးလာမျောလင်းခိစံဘဝဆိုတာဟာဆူလာတစ်ခုပါကြုံဆုံးလာပြကောင်းဆုံးလာပုံပေါ်တတ်ရင်အရှုံးများနဲ့တွေ့ကြုံနေလာပါဆုံးမနဲ့ခေဟာမင်းထွန်းမြေချိုလင်းနေတယ်လူရဲ့လို့ဖြစ်လာရင်ဘာနိုင်ကိုစီရှိတတ်ကြတယ်ဘာနိုင်ရောက်ဖို့ကြိုးစားရင်နဲ့ခြေပုံလက်ပန်းချအရှုံးပေးချင်ကြတယ်လူရဲ့လို့ဖြစ်လာရင်စိန်ခေါ်မှုကိုစီရှိတတ်ကြတယ်စိန်ခေါ်မှုများကိုအောင်မြင်သွားတဲ့သူရှိလို့ရှုံးပေးကြတဲ့သူတွေရှိတယ်ဘဝဆိုတာတိုက်ပွဲတစ်ခုပါအောင်မြင်အောင်တိုက်ခိုင်းနိုင်တဲ့စွမ်းမိမှရှိတာအစိုးရထက်ထက်ကြုံနေကောင်းဆုံးလာမျောလင်းခိစံဘဝဆိုတာဟာဆူလာတစ်ခုပါကြုံဆုံးလာပြကောင်းဆုံးလာပုံပေါ်တတ်ရင်အရှုံးများနဲ့တွေ့ကြုံနေလာပါဆုံးလာခေဟာမင်းထွန်းကောင်းဆုံးတွေဟာမင်းထွန်းအကောင်းဆုံးတွေဟာတို့ထွန်းအကောင်းဆုံးတွေဟာအလုံးထွန်းတို့နေနေတယ်အကောင်းဆုံးတွေဟာမင်းထွန်းအကောင်းဆုံးတွေဟာတို့ထွန်းအကောင်းဆုံးတွေဟာအလုံးထွန်းတို့နေနေတယ်အကောင်းဆုံးတွေဟာမင်းထွန်းအကောင်းဆုံးတွေဟာတို့ထွန်းအကောင်းဆုံးတွေဟာအလုံးထွန်းတို့နေနေတယ်ဘဝဆိုတာတိုက်ပွဲတစ်ခုပါအောင်မြင်အောင်တိုက်ခိုင်းနိုင်တဲ့စွမ်းမိမှရှိတာဆိုများထက်ထက်ကြုံနေကောင်းဆုံးလာမျောလင်းခိစံဘဝဆိုတာဟာဆူလာတစ်ခုပါကြုံဆုံးလာပြကောင်းဆုံးလာပုံပေါ်တတ်ရင်အရှုံးများနဲ့တွေ့ကြုံနေလာပါဆုံးမနဲ့ခေဟာမင်းထွန်းအရှုံးများနဲ့တွေ့ကြုံနေလာပါဆုံးမနဲ့ခေဟာမင်းထွန်းအရှုံးများနဲ့တွေ့ကြုံနေလာပါဆုံးမနဲ့ခေဟာမင်းထွန်းမြေချိုလင်းနေတယ်လာပါတဲ့နာကဟာမင်းကိုမြဲတဲ့ချိုလင်းနေတယ်ဘယ်တော့မှစိတ်တမချနဲ့မြဲတဲ့ခွန်အားယူပြီးတော့မှရေးရင်းတဲ့သူဖြစ်ပါစေ